အားလုံးပဲမင်္ဂလာပါခင်ဗျာနည်းနည်းသိတယ်နော်တော့မယ်စထွက်မယ်နော်လိုက်မလားခဏလေးအတန်းလေးနဲ့တူလာမယ်နော်ကဲစထွက်ပါပြီခင်ဗျာအခုဆိုရင်တော့ရာသီဥတုရလဲတာယာနေရောဒီဘက်တော့မှာစကန်မီပြအိုးမိုင်းနေဝါလမ်းကြောင်းပဲရောက်သွားကြည်ပြမှားနေတယ်ထင်တယ်ဒီဘက်ဟာလမ်းမရှိတော့ဘူးလို့ဘလို့လဲလမ်းမရှိတော့ဘူးပြန်ကြွေးရမယ်ထင်တယ်ခဏလေးပါဟာခီးတယ်များခဏလေးပါဘလို့ဖြစ်ရှင်းပြန်တော့လမ်းကြောင်းမှားနေတာပါလို့ခီးတယ်များခဏလေးပါစိတ်ရှည်ပြေးကြပါဗျဒီဘက်ပြန်သွားမယ်ကွိလမ်းကြောင်းပြန်မှန်ပါခင်ဗျခီးတယ်များခဏလေးပါဗျ